စစ်ပြေးဆိုတာလောကကြီးမှာစစ်တပ်သမိုင်းမှာနိုင်ငံတိုင်းမှာသမိုင်းမှာစစ်ပြေးဆိုတာသိရှက်ဖို့ကောင်းတယ်ဘယ်လောက်ရှက်ဖို့ကောင်းလဲခွေးတဲ့နေစစ်ပြေးဆိုတာခွေးတဲ့နေစစ်ပြေးဆိုတဲ့နာမည်ကခွေးတဲ့နေတယ်နော်ပြည်စားတဲ့အစနေတယ်လမ်းဘေးအမိုက်တန်ရှင်းသမားတဲ့နေတယ်ပြည်စားတဲ့အနွယ်ခုနကပြောလဲဆိုမိန်လာချင်းမောင်းရတဲ့သူတွေပိုနေတယ်အစင်တန်းလုံးဝကိုဂုံတိတ်ကအစင်တန်းမရှိတဲ့အစင်တန်းမျိုးဘာမှနာမည်တက်လို့မရတဲ့အစင်တန်းမျိုးစစ်ပြေးတွေဆိုရင်အဲ့လိုခေါ်တယ်အဲ့တော့စစ်ပြေးတင်လဲအောင်ဒီလိုအစင်တန်းနေလို့စစ်ပြေးတင်လဲအောင်ရုပ်ကြည့်ရင်သိပါတယ်တင်လဲအောင်ရုပ်ကြည့်လိုက်နေခင်ဗျာတကယ်ကိုဘယ်လောက်တောင်ဟွာဘယ်လိုရုပ်ရည်ကကိုတဲ့အစင်တန်းနေတာလူပြောကျန်တာပြောမနေနဲ့တင်လဲရုပ်ရည်ကကိုရုပ်ကိုကြည့်လိုက်ခင်ဗျာချုပ်သွားကြည့်လိုက်အဲ့ကောင်ရုပ်သွားကြည့်လိုက်ဘယ်လိုမှကိုလူယုံပေါက်တဲ့ရုပ်မျိုးနော်အဲ့နဲ့စပိန်ကမ္ဘာဖလားလိုပဲတဲ့ခင်ဗျားတို့ကတဲ့မဲဆွဲကားလာတော့ဗာလဲတိလာတဲ့စီရီယံမဝင်မဲ့တမိုင်းတေခိုင်းဖြစ်တော့မလို့ကျွန်တော်တို့ဖြစ်တော့မလို့နေတဲ့စပိန်ကမ္ဘာဖလားမရခင်တော့လို့အမလေးဝိုင်းလူကြတယ်လာကြပါရလိုက်ရတဲ့ကြော့ပါတဲ့ချွတ်ချွတ်တွေထည့်သွားတယ်တိလာနောက်တော့ကျွန်တော်တို့ချွတ်ချွတ်ထဲမှာတယ်မဲဆွဲကားလာကုန်တဲ့ချိန်မှာလေသူပြောနော်2010ဒီဇင်ဘာလကနေစပြီးတော့စီရီယံတွေတပြားမရတော့ဘူးတဲ့ဘယ်နှစ်လရှိပြီလဲ19လရှိပြီတဲ့စသဖြင့်ဗျာပြောနိုင်ငံတကာစီစဉ်ပြီးသားတော့ပြည်သူကကျွေးမှာပါတော့မဲဆောက်ကိုလာခဲ့တော့ဗျာအခုတော့ခွေးဖြစ်ကုန်ပြီတဲ့ကျွန်တော်တို့ခွေးဖြစ်တဲ့စီရီယံတွေလိုက်ပြမယ်တဲ့ကျွန်တော်တို့ခွေးဖြစ်ကုန်ပြီတဲ့နော်ပြီးလည်းပြောမင်းလုတ်ပေးနိုင်လို့ပြောတော့ကျွန်တော်တို့လုတ်ပေးနိုင်အောင်မရှိလို့ပြောတာတဲ့အဲ့တော့ကျွန်တော်တို့အဲ့လိုဘာဖြစ်နေဘာညာပေါ့ဗျာပြောပြီးတော့ချင်းပြောတော့သူတို့စီရီယံလုတ်ခဲ့တာဟိုခွေးဖြစ်ပြီပေါ့ဗျာတော့ခွေးဖြစ်ပေါ့တင်းလေးအောင်ပြောချင်တာလေကျွန်တော်လည်းရွေးတော့ပဲရှိမှာပါတိုင်းရမင်းခွေးဖြစ်တယ်မဟုတ်ပါဘူးကွာမင်းကသာခွေးဖြစ်တယ်ပေါ့တော့မင်း YouTube မှာလှုပ်ရှားနေတဲ့ပတ်စံတွေတော်တော်ဆင်ပြေနေပြီတစ်လကို YouTube ကနေ$1500 2000ကျမင်းရတယ်ငါသိတယ်တိုင်းမင်းတစ်လ$2000ဒါလေးရတယ်$1500 2000ကျမင်းအသားလေးရတယ်တိုင်းမင်းသိတယ်ရတယ်မင်းရနေတော့ကွာငါတို့သိပြီးသားဘာလို့မင်း YouTube ကနေပြီးတော့ဟိုလူပြောဒီလူပြောစစ်သားလည်းပြောသေးတယ်စစ်မတိုင်ပဲနဲ့ဗဇက်ကနေအားနေတာတကယ်စစ်သားစစ်ကစစ်တိုက်ရဲ့တတိရှိရတယ်စစ်လည်းမတိုင်ဘူးဗဇက်ကနေအားနေမဲသားကနေအားနေတာကျွန်တော်တို့ကတကယ် journalist မို့လို့ journalist ဆိုပြောတာဘာမှမထူးရကျွန်တော်စစ်သားဆိုစစ်တိုက်ပါစောက်ဖို့မလို့ခိုင်းပြောတာစစ်သားစစ်တိုင်းမှာစောက်ဖို့မလို့ဒီကောင်ကစစ်သားလို့ပြောပြီးတော့စောက်ဖို့ဖြစ်နေတာအဲ့ကောင်တကယ်စောက်ဖို့ဘာလို့စစ်သားလည်းပြောသေးတယ်ဘာဖြစ်လဲ YouTube ပေါ်တက်ပြီးတော့အားလို့ထက်မြက်ဆိုတဲ့ကောင်ရှိတယ်နှစ်ကောင်ရှိတယ်အဲ့ဒီနှစ်ကောင်ကျွန်တော်ရှိတယ်အဲ့ကောင်နှစ်ကောင်စစ်သားပေါ်မှာအဲ့ဒီကောင်စစ်သားမဟုတ်တဲ့ကောင်လေစစ်သားဆိုတာစစ်သားလို့တတိရှိရတယ်အေးချင်းရှိရတယ်ဒီကောင်ကြီးကစစ်သားသာပြောတာတကယ်ကိုစစ်သားအဆင့်တမ်းမျိုးဘယ်တော့မှမရခဲ့တဲ့စစ်သားအဆင့်တမ်းမရတဲ့ဘယ်တော့မှစောက်စိတ်မရှိတဲ့ကောင်ဆိုအဲ့ကောင်ကြီးဒါကြောင့်လည်းစစ်ပြေးနေတယ်အခုအဲ့နှစ်ကောင်ကဘာလုပ်လဲစစ်သားလို့ပြောပြီးစစ်မတိုင်ရဲပဲနဲ့ဟာလာဘလာတွေ YouTube ကနေဟိုပြောပြီးရှော့ပြောပြီးတော့ YouTube ကရတဲ့ပတ်စံလေးနဲ့ထမင်းစားနေတဲ့ကောင်လေးအဲ့တော့သူကအခုစီရီယံခွဲဖြစ်ကုန်ပြီတဲ့သူခွဲဖြစ်ပြီလို့သူပြောနေမယ်သူ YouTube ကနေပတ်စံရနေသေးတယ်စီရီယံလာတာမေးလေကိုယ့်ကိုရက်တီပေါ့ဗျာဘာတောက်စားတဲ့အဆင့်ကိုမင်းတို့ရောက်ချင်နေရလားလို့မေးချင်တာစစ်ပြေးအဆင့်ကနောက်ထပ်ပုံမနေတောက်စားအဆင့်သွားချင်သေးရလားပေါ့